ဒီတစ်ခါမှာအရန်ကိုနာမည်ကြီးတဲ့ Blood Dahlia အမှုအကြောင်းကိုတောင်းဆိုထားလို့ပြောပြပေးချင်ပါတယ် Blood Dahlia အမှုကလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကဖြစ်ခဲ့တာ။ဘာဖြစ်လို့အခုချိန်ဒီတမဲကြီးနေရတာလဲဆိုတော့အမျိုးသမီးငယ်လေးတယောက်ကိုမြေကွက်လက်တစ်ခုမှာရုပ်ပြက်စင်ပြက်အနေအထားနဲ့စွန့်ပစ်ခဲ့ပြီးတော့တရားခံဆိုလို့ရှိရင်ရဲစခန်းကိုစိတ်ခေါ်တဲ့စာမျိုးတွေပေးဖို့တယ်ဒါပေမဲ့တရားခံကိုလုံးဝဖမ်းမမိခဲ့ဘူးဒါကြောင့်ဒီမှုကတော်တော်လေးကိုဖြစ်ရမှန်မှုကိလောကမှာနာမည်ကြီးပါတယ်ဒီတော့ Blood Dahlia လို့တင်စားခေါ်ဝေါ်တဲ့အမျိုးသမီးလေးအကြောင်းကိုအရင်ဦးဆုံးပြပြပေးချင်ပါတယ်ဒီအမျိုးသမီးလေးကတော့ Elizabeth Short ပါ Elizabeth Short ကို1924ခုနှစ်ဇူလိုင်လ29ရက်နေ့မှာ American နိုင်ငံ Massachusetts ပြည်နယ်မှာမွေးဖွားခဲ့တာဖြစ်တယ်သူတို့မိသားစုက9ယောက်ရှိရဲ့အဖေရဲ့အမေရဲ့သမီး9ယောက်ရဲ့ပေါ့နော်အဲ့ဒီအထက်ထဲမှာ Elizabeth Short ကတတိယမြောက်သမီးဖြစ်တယ်1929ခုနှစ် American စီးပွားပြက်ကတ်ကြီးဖြစ်တဲ့အချိန်မှာသူတို့ရဲ့အဖေဖြစ်တဲ့သူကတရားပေါ်မှာကားကိုထားခဲ့ပြီးတော့ပျောက်သွားခဲ့တယ်အဲ့တော့ရဲတွေရောမိသားစုတွေရောအကုန်လုံးကနေပြီးတော့သူတို့အဖေအပေါ်နော်တရားပေါ်ကနေခုန်ချပြီးကိုကိုအဆုံးစီရင်သွားပြီးအသက်မရှိတော့ဘူးဆိုပြီးတော့ပဲယုံကြည်နေခဲ့ကြတယ်ဒါပေမဲ့သူ့ရဲ့အဖေကကြတော့တကယ်မသေးဘဲနဲ့ကယ်လီဖိုးနီးယားပြည်နယ်ဗာလေဟိုမြို့ကိုထွက်ပြေးသွားပြီးတော့တယောက်တည်းနာမည်အသစ်နဲ့ဘဝအသစ်ကိုစနေခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ရေတက်အခြေဆက်စခန်းတစ်ခုမှာအလုပ်လုပ်ပြီးတော့အသက်ရှင်နေခဲ့တယ်ဒီအကြောင်းအရာတွေအကုန်လုံးကိုသူတို့ရဲ့မိခင်ရောသားသမီးတွေရောဘသူမှမသိခဲ့ဘူးအကုန်လုံးကတော့သူ့ဘေအသက်မရှိတော့ဘူးဆိုပြီးပဲထင်ခဲ့ကြတာဒီတော့မိခင်ဖြစ်တဲ့သူကပဲသမီး9ယောက်စလုံးကိုရအလုပ်ကိုဖြစ်တယ်လို့လုပ်ပြီးတော့ရှာခွေကျွေးမွေးခဲ့ရတယ်ချစ်ချင်တော့ Elizabeth Short ကငငယ်လေးကတည်းကသူ့မှာပန်းနာရည်ကျယောဂါကိုစိုးစိုးဝါးဝါးယူခံစားနေခဲ့ရတယ်အဲ့ဒီခါကျတော့မိခင်ဖြစ်တဲ့သူကဆောင်းရောက်စီရောက်ပြီဆိုလို့ရှိရင် Elizabeth Short တွေကိုပေါ့နော်ရာသီဥတုနှွေးတဲ့ Florida ဘက်ကိုခေါ်သွားပြီးတော့စေကူတာပေးရပါညာအကုန်လုံးလုပ်ပေးခဲ့ရတယ်ဒီလိုနဲ့ချိန်နေကြလာတဲ့အခါမှာ Elizabeth လေးတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတော့ Elizabeth ပုံစံလေးကအသားလေးရလည်းဖြူဖြူစပင်လေးရလည်းနက်နက်ပြီးတော့မျက်လုံးပြက်ပြားလေးနဲ့ပေါ့နော်တော်တော်လေးကိုဆွဲဆောင်မှုရှိပြီးတော့ထင်ရှားလွန်းတဲ့အလှပကေးလေးဖြစ်လာခဲ့တယ်12နှစ်အကြာ1942ခုနှစ်လဲရောက်ရောဖခင်ဖြစ်တဲ့သူကနေပြီးတော့မိခင်ဖြစ်တဲ့သူစီကိုပေါ့နော်သူအသက်ရှင်သေးသေးရဲ့ဆိုရဲ့အကြောင်းကိုတောင်းမဆိုင်ရေးပြီးဖို့ခဲ့တယ်အဲ့ဒီခါမှာမိခင်ဖြစ်တဲ့သူကသူနဲ့ရောသမီး9ယောက်စလုံးကိုနှစ်ပေါင်းများစွာပြစ်ထားခဲ့ရကြောင်းလင်ယောက်ျားဖြစ်တဲ့သူကိုလုံးဝခွင့်မလွတ်ခဲ့ဘူးပြန်လဲမပေါင်းခဲ့ဘူးဒါပေမဲ့အသက်18နှစ်19နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ Elizabeth Short လေးကကြတော့ဒီငငယ်လေးကတည်းကကွဲသွားတဲ့သူ့အဖေနဲ့ပေါ့နော်ပြန်တွေ့ချင်တာရောပြီးတော့ Hollywood မှာမင်းသမီးဖြစ်ချင်တဲ့စိတ်ကြောင့်ရောသူကဖခင်ရှိရဲ့ California မှာသွားနေဖို့တကိုဆုံးဖြတ်လိုက်တယ်အဲ့တော့ Elizabeth Short ကအသက်19နှစ်မှာဖခင်ဖြစ်တဲ့သူနဲ့ California ပြည်နယ်ဗာလေဟိုမှာအတူတူနေပြီပေါ့နော်ဒါပေမဲ့6ပတ်လောက်ပဲသူ့အဖေနဲ့အတူတူနေခဲ့တယ်အဲ့ဒီနောက်မှာအကြီးကျယ်စိတ်ပြက်ပြီးသူအိမ်ပေါ်နေဆင်းသွားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အဖေကနှွေးထွေးတဲ့ဖခင်တရားမဟုတ်ဘူးအရက်ကိုဆွဲတဲ့အရက်သမားတယောက်ဖြစ်ပြီးတော့စိတ်တို့ဒေါသထွက်လွယ်တယ်ပြောရဆိုလို့ရှိရင်တမီးဖြစ်တဲ့သူပေါ်ကိုလည်းအရန်ကိုချုပ်ချယ်လွန်အားကြီးရဲဆိုပြီးတော့ဒီတမိုင်းမှတ်တမ်းတွေမှာဖော်ပြထားတယ်ပေါ့နော်သူ့ရဲ့အဖေကအိမ်တော်မပြုတ်ပဲနဲ့ကိုယ်တည်းနေတဲ့သူဖြစ်တယ်အဲ့ဒီခါကျတော့ Elizabeth Short ကိုသူ့အိမ်မှာခေါ်ထားပြီးတော့သူကပေါ့နော်သူ့အိမ်စံရှင်းရေးတွေလုပ်တာတွေပြစားဖို့တာဖို့ချက်ပြုတ်ပေးတာတွေလုပ်တာဒါမျိုးတော့ပဲသူကလောက်ခဏဘဲအပြင်သွားတာမျိုးမှာသူလက်မခံဘူးအဲ့တော့ကြာလာတဲ့ခါကျတော့ Elizabeth Short ကသူ့ရဲ့ Hollywood အိမ်မှာရှိနေရလေအဲ့ဒီခါကျတော့သူကလှလှပလေးဝတ်စားခြင်းနဲ့အပြင်တွေသွားခြင်းနဲ့အတူပြရလဲချုပ်ချယ်တယ်အဲ့တော့ကြာလာတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့တားဖနဲ့အချင်းချင်းစကားတွေများရနေဖြစ်ပြီးတော့မနေနိုင်တော့ဘူးဆိုပြီးတော့ Elizabeth Short ကအိမ်ကနေပြီးတော့ဆင်းသွားတယ်အဲ့တော့အိမ်ကစစချင်းဆင်းတဲ့အခါမှာနေစရာဆိုလို့ပေါ့နော်အဲ့ဒီ California ပြည်နယ်မှာပဲရှိနေတဲ့သူ့အမ Virginia နဲ့ Keo ဖြစ်တဲ့အဘန်တို့ရဲ့အိမ်မှာခဏတွားပြီးခိုလုံရတယ်အခုမြင်နေရတဲ့ပုံကကြောက်သူ့ Keo နဲ့အမှတ်တရရိုက်ထားတဲ့ပုံပေါ့နော်သူ့အမလေးများနဲ့အတူတူပေါ့နော်ခဏတန်နေပြီးတဲ့နောက်မှာကျတော့ဘယ်ကိုသွားလဲဆိုတော့ California ပြည်နယ်လုံပိုမြို့အနီးက Camp Cook ဆိုတဲ့ American စစ်အခြေစိုက်စခန်းစီကိုပြောင်းရွှေ့သွားခဲ့တယ်အဲ့ဒီစစ်အခြေစိုက်စခန်းမှာကျတော့ဒီ Post HPH ဆိုတဲ့ပေါ့နော်စစ်သားတွေအတွက်အဝတ်အထည်တွေနဲ့ဒီကုန်ပစ္စည်းတွေရောင်းပေးတဲ့ဆိုင်မှာသူကစရေးမအနေနဲ့အလုံးဝင်လောက်ခဲ့တယ်အဲ့ဒီလိုဝင်လုံးနေတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ဒီထင်ရှားတဲ့ဒီအလှပကြောင့်ပေါ့နော်စစ်သားတွေကြားထဲမှာသူကအရန်ကိုရေပန်းစားပြီးတော့ Camp Cook Queen ဆိုပြီးတော့အမည်ပြောင်းပေးခြင်းကိုတော့မှခံခဲ့ရတယ်အဲ့ဒါကအရေးမကြီးဘူးဘာစဖြစ်လာလဲဆိုတော့ဒီစစ်သားအမြောက်အများကသူ့ကိုသဘောကျနှစ်ချိုက်ကြတယ်အဲ့တော့ပိုးကြပန်းကြတာပေါ့လေအပြိုင်ဆိုင်ပိုးကြပန်းကြတဲ့အခါကျတော့တဖြည်းဖြည်းနဲ့သူနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်တာတွေစကားများတာတွေခဏဖြစ်လာတဲ့အခါကျတော့အခြေအနေတွေတင်းမာမှုတွေရှိလာခဲ့တယ်ပေါ့နော်ဒီတော့ဘလို့ဖြစ်လာလဲဆိုတော့ Elizabeth Short ကဒီစစ်သားတဦးတက်မနေတဲ့လူတွေနဲ့ပေါ့နော်တင်မဆက်ဆံမှုတွေရှိနေပါတယ်ဆိုတဲ့ကောလာဟာလာတွေရတယ်ပြန်လာတယ်အဲ့တော့ဒီလိုမျိုးဖိအားတွေကောလာဟာလာတွေကြုံနေရတဲ့အပြင်ကိုမှအစိုးဆုံးကဘာလဲဆိုတော့စစ်စခန်းကအရာရှိကြီးတဦးက Elizabeth Short ကိုသူ့ရဲ့
ချစ်သူအဖြစ်ပေါ့နော်အတွဲပါဆိုပြီးအတင်းယူကဖိအားပေးတောင်းဆိုတဲ့ပြဿနာတွေဖြစ်လာခဲ့ရောအဲ့တော့ Elizabeth Shaw ကဘာဖြစ်လာလဲဆိုတော့ဒီစိတ်နှောက်ယှက်ဖြစ်စေတဲ့ပဝန်းကျင်ရဲ့အထင်အမြင်လွဲမှားခံရမှုတွေကို तू မခံနိုင်တော့ဘူးအဲ့တော့ तू ကိုယ်တိုင်ပဲပေါ့နော်ဒီလောက်ကနေနှုတ်ထွက်စာတင်းပြီးတော့နောက်တနေရာကိုပြောင်းရွှေ့သွားခဲ့တယ်အဲ့ဒါကတော့ကယ်လီဖိုးနီးယားကကမ်းခြေမြို့လေးဖြစ်တဲ့ Santa Barbara ဆိုတဲ့မြို့လေးဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ तू ကအသက်16နှစ်ပဲရှိသေးတာဒီတော့1943ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာအဲ့ဒီကရဲရပါတော့သူ့အရက်တောင်းလို့ဆိုပြီးတော့ဖမ်းလိုက်တယ်သူ့ရဲ့တက်က16နှစ်ရှိပြီဆိုပြီးဘာဖြစ်လို့အဖမ်းခံရတာလဲဆိုတော့အဲ့ဒီခေတ်တုန်းကသူတို့စီမှာအသက်22နှစ်ပြည့်မှာအသက်ပြည့်ရလို့သတ်မှတ်ထားတာအဲ့တော့ तू ကအသက်မပြည့်ပဲနဲ့အရက်တောက်တာဖြစ်တယ်ဆိုပြီးတော့ရဲကဖမ်းလိုက်တာဖမ်းပြီးတဲ့နောက်မှာကျတော့သူ့ကိုမက်ဆာချူးဆက်ပြည်နယ်ကမိခင်ဖြစ်တဲ့သူစီကိုရထားလက်မှတ်ဝယ်ပြီးအတင်းကိုပြန်ပို့လိုက်တယ်အဲ့တော့ तू ကမိခင်ဖြစ်တဲ့သူစီကိုခဏပြန်ရောက်သွားပြန်ရောဒါပေမဲ့အဲ့ဒီမှာလည်း तू ခဏပဲနေတာပြီးဆိုတာနဲ့ तू ကရာသီဥတုတွေရဲ့ Florida ပြည်နယ် Miami မြို့ကိုတရောက်တဲ့ခြေဆက်ခရီးထွက်ခဲ့တယ်အဲ့ဒီမြို့ရောက်တဲ့ခါကျတော့ तू ကဘဝရက်တီဖို့အတွက်ဆိုပြီးစားသောက်ဆိုင်တွေမှာစပွဲတီးအလုပ်ကိုဝင်လုပ်တယ်ဒါပေမဲ့အဲ့ဒီကာလတွေမှာတော့သူ့အတွက်ဒီပျော်ရွှင်စရာကောင်းတဲ့ကာလတွေဖြစ်ခဲ့မဲ့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့အခုတပ်ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်။ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်လေတပ်ကတိုက်လေယာဉ်မှုဖြစ်တဲ့ဘိုမူမတ်သလူးကော်တွန်နဲ့အပြန်အလှန်သူတို့ညောက်ကတော်တော်ကြီးကိုချစ်ကြိုက်သွားခဲ့ကြတာ။ဘိုမူမတ်သလူးဆိုလို့ရှိရင်လေအိန္ဒိယဘက်မှာစစ်စင်ရေးတာဝန်ထမ်းဆောင်နေတော့ Elizabeth စီကိုပေါ့နော်။ငါတို့ပြန်ဆုံလို့ရှိရင်လက်ထပ်ကြမယ်နော်ဆိုပြီးတော့နောက်မှစာနဲ့ရေးပြီးကန့်လန့်ခဲ့တာအဲ့ဒီအချိန်လုံးကဆိုလို့ရှိရင်လည်း Elizabeth Shaw ကလေအရန်ကိုပျော်ပြီးတော့လက်ခံခဲ့တယ်ပေါ့နော်ဒါပေမဲ့စိတ်မကောင်းစားတာကဘာလဲဆိုတော့ဒုတိယကမ္ဘာစစ်ပြီးကန်ဒီအချိန်1945ခုနှစ်ဩဂတ်လလယ်ရောက်ရောဒီဘုံမှုမတ်သူမောင်းနေတဲ့လေရင်ကပေါ့နော်အိန္ဒိယပြည်နယ်ဘက်မှာပြက်ကြားပြီးတော့အသက်ကွယ်လွန်သွားပါတယ်ဆိုရဲသတင်းကြီးကသူ့စီကိုရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာ Elizabeth ကအရန်ကိုဝမ်းနေပြီးတော့ရေခွဲရတာပေါ့နော်နောက်ပိုင်းမှာလည်းကြာတော့သူကသူ့ရဲ့ဘဝကိုဖျက်သလိုပဲသူဖျက်တမ်းတော့တယ်ဒီလိုနဲ့1946ခုနှစ်ရောက်သွားတဲ့အခါကျတော့သူကသူ့ရဲ့အိမ်မက်ဟောင်းဖြစ်တဲ့ပေါ့နော်ဟောလိဝုဒ်မှာမင်းသမီးဖြစ်ရမယ်ဆိုတဲ့စိတ်ဆန္ဒကြောင့်ကယ်လီဖိုးနီးယားပြည်နယ်လော့စ်အန်ဂျလိစ်မြို့ကိုပြောင်းရွှေ့သွားခဲ့တယ်ဟောလိဝုဒ်ကိုပြောင်းသွားတဲ့အခါကျတော့သူ့မှာပုံမှန်အလုပ်တိတိကျကျမရှိတော့ဘူးအဲ့တော့ဝင်မကောင်းတဲ့အခါကျတော့ငွေကြေးကျပ်တဲ့မှုတွေဖြစ်လာရောဒီတော့သူကဘလိုဒီနေရလဲဆိုတော့ဒီတဲကိုကန်တို့ဟိုတယ်တို့ပြီးတော့တငယ်ချင်းတွေအိမ်မှာပေါ့နော်တစ်ပတ်တစ်ခါနှစ်ပတ်တစ်ခါအဲ့ဒီလိုလှည့်ပြောင်းနေရင်းနဲ့သူကမော်ဒယ်ဒါမှမဟုတ်လို့ရှိရင်မင်းသမီးအလုပ်များရနိုင်မလားဆိုပြီးတော့စူးစမ်းရုံးကန်နေခဲ့တာဒီလိုမျိုးဟောလိဝုဒ်မှာနာမည်ကြီးဖို့အတွက်စူးစမ်းရုံးကန်နေရတဲ့အချိန်မှာသူကအများသောအားဖြင့်ပေါ့နော်အဝတ်စားလေးတွေကိုအနက်ရောင်တွေဝတ်တယ်ပြီးတော့တဲ့ခါကျတော့ခေါင်းပေါ်မှာဆိုလို့ရှိရင်လည်း Dahlia ပန်းပွင့်ကြီးကိုပန်ထားလေးရှိတယ်အဲ့ဒီခါကျတော့တငယ်ချင်းတွေကသူ့ကိုချစ်စနုံးနဲ့ Blood Dahlia ဆိုပြီးတော့ခေါ်ခဲ့ကြတာElizabeth ကတော့ဘလောက်ပဲမျိုးတွေအနှံ့ကိုပတ်ပြီးဆင်းရဲဒုက္ခရောက်နေပါစေ။ तू ကသူ့ရဲ့အမေဖြစ်တဲ့သူစီကိုစာရီကျင်းနဲ့ပို့ပြီးတော့အဆက်အသွယ်လုပ်ခဲ့တယ်။အဲ့ဒီမှာဝမ်းနည်းစရာကောင်းတာဘာလဲဆိုတော့ Elizabeth Shaw ကသူ့အမေစီကိုစာရေးတဲ့အခါကျလို့ရှိရင် तू ဒီလိုဆင်းရဲကြက်တဲ့ဒုက္ခရောက်နေတဲ့အကြောင်းအရာတွေဘာမှမရေးဘဲနဲ့အမေသမီးအခု Hollywood မှာ model လုပ်နေပြီးအဆင်ပြေတယ်မကြခင်မှာမင်းသမီးဖြစ်တော့မဲဆိုပြီးတော့ तू ကအဲ့လိုလိန်ပြီးတော့ရေးရပါတော့။အဲ့တော့အမေဖြစ်တဲ့ तू ကလည်းအော်သူ့သမီးလေး Hollywood မှာတကယ်အဆင်ပြေနဲ့မင်းသမီးဖြစ်တော့မှာပါလားဆိုပြီးတော့ပဲယုံကြည်နေခဲ့တာအဲ့ဒီလိုနေလာရင်းနဲ့1948ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာကျတော့ Elizabeth Shaw ကိုပေါ့နော်သူ့ရဲ့မိတ်ဆွေအမျိုးသားတဦးဖြစ်တဲ့ Robert Manley ကနေပြီးတော့ Elizabeth Shaw ကိုပေါ့နော် Los Angeles မြို့ကနာမည်ကြီးတဲ့ Biltmore Hotel ကိုလိုက်ဖို့ပေးခဲ့တယ်အဲ့ဒီတော့မှ hotel တဲကို Elizabeth Shaw ဝင်သွားပြီးတဲ့နောက်ကနေစပြီးတော့သူဘယ်သူနဲ့မှအဆက်အသွယ်မရှိတော့ဘူးဖြစ်ချင်တော့သူ့ရဲ့တငယ်ချင်းတွေရောမိတ်ဆွေတွေရောအကုန်လုံးကဒီ Elizabeth Shaw ကပေါ့နော်ထုံးစံတိုင်းပဲဒီအလိုအသစ်နဲ့ဖြစ်ဒါမှမဟုတ်ချစ်သူအသစ်နဲ့ပဲဖြစ်ပေါ့နော်ခရီးတစ်ခုထွက်သွားပြီးဆိုပြီးတော့သူကထင်ခဲ့တာနောက်တစ်ခုကဘာလဲဆိုတော့ Elizabeth Shaw မှာကတိတိကျကျတဲခေါ်တဲ့အိမ်မရှိဘူးအခန်းခဏပြောင်းနေရတာပေါ့နော်အဲ့ဒီခါကျတော့သူ့ရဲ့တငယ်ချင်းမိတ်ဆွေတွေရတယ်သူဒီလိုမျိုးရက်ပိုင်းတော့ပျောက်သွားတဲ့ဟာကိုထူးဆန်းတယ်ဆိုပြီးတော့မထင်ခဲ့ကြအောင်ဒီလိုနဲ့1945ခုနှစ်ဇန်နဝါရီလ15ရက်နေ့လဲရောက်ရောမနက်7:00နာရီလောက်မှာပေါ့နော် Los Angeles မြို့ကမြေကွက်လက်တစ်ခုမှာသမီးငယ်လေးကိုလက်ဆွဲပြီးလမ်းလျှောက်ထွက်လာတဲ့ Betty Barsinga ဆိုတဲ့အမျိုးသမီးတစ်ယောက်ကဒီထက်လက်စာကိုစပြီးတွေ့သွားခဲ့တာစတော့တွေ့ချင်းမှာဖြူဖက်ပြီးတော့ဒီခန္ဓာကိုယ်ဆိုလို့ရှိရင်အပေါ်တစ်ပိုင်းအောက်တစ်ပိုင်းဖြစ်နေရပါတော့အဲ့ဒီခါကျတော့အဝတ်ဆိုင်ကပလတ်စတစ်ရုပ်ကြီးဆိုပြီးတော့ပဲထင်ခဲ့တာဒါပေမဲ့အနီးကလည်းသွားကြည့်ရောရုပ်အလောင်းကြီးဖြစ်နေအောင်တီးတော့အဲ့ခါမှာသူကရဲကိုဖုန်းဆက်ပြီးတားလိုက်တာပေါ့နော်ရဲလာတဲ့အချိန်မှာခန္ဓာကိုယ်အခြေအနေကဘလို့ရှိနေလဲဆိုတော့ဒီခါးလေကနေပြီးတော့เนาะဆရာဝန်တယောက်ကလေလုံးဝ
ခွဲစိတ်ထားသလိုမျိုးပေါ့နော်တိကြီးအပေါ်တစ်ပိုင်းအောက်တစ်ပိုင်းကြီးဖြစ်နေတာအဲ့ဒါကိုတော့ Google မှာသွားရှာကြည့်လို့ရပါဆိုဒီမှာတော့ဗလားထားမယ်နော်အဲ့လိုဖြစ်နေတဲ့အပြင်ကိုမှသွေးတွေကလည်းတစမ်းမှမရှိဘူးသွေးတွေဖောက်ထုတ်ခြင်းခံထားရပြီးစေးကြောထားတာပေါ့ဒါကြောင့်လုံးဝဖြူဆွတ်ဆွတ်ကြီးဖြစ်နေတာပေါ့နော်နောက်တစ်ခုကကျတော့ဒီပါးစပ်နှစ်ဖက်စလုံးရဲ့ဒီတောက်ဆွန်းကနေပြီးတော့နေရွက်အထိကိုဒီလိုဓာတ်နဲ့လှိဖြတ်ခြင်းကိုလည်းခံထားရတယ်ခန္ဓာကိုယ်မှာဆိုလို့ရှိရင်လည်းဓာတ်တန်ရတချို့ရဲ့ဒီညိုမဲဆွဲနေတဲ့အရာတွေရှိရဲ့ပြီးရင်ရင်ပန်းနဲ့ပေါင်သားအသားတချို့ဆိုလို့ရှိရင်လှိဖြတ်ခြင်းခံထားရတယ်ပေါ့နော်ဆရာဝန်ရဲ့စတဲ့ချက်ရဆိုလို့ရှိရင်ဒီအမျိုးသမီးလေးကဒီလိုအဖြစ်စပြုမကြုံရခင်မှာနော်3ရက်လောက်လိုတွေကဖန်စီချုံတော်ခြင်းကိုခံထားရတယ်ပြီးတော့တေဆုံးရတဲ့အကြောင်းရင်းကဘာဖြစ်လို့လဲဆိုတော့မျက်နှာကိုပြင်းပြင်းထက်တဲ့ရှိုင်းနဲ့ခံထားရပြီးတော့အုံနောက်သွေးကြိုစီမုန်နဲ့ပါးစပ်ကိုဒီလိုလုပ်တဲ့အချိန်မှာသွေးလန့်ပြီးတော့တေဆုံးသွားရတာဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားတယ်စသချင်းဖြစ်တော့ဒီအမျိုးသမီးကဘာတူလဲဆိုတာကိုဘယ်သူမှမသိဘူးနောက်တော့မှရဲတွေကလက်ပွေရတွေပိုင်းနဲ့စစ်ဆေးလိုက်တော့မှElizabeth Short ပါလားဆိုတာအတီးပြုတ်နိုင်ခဲ့တာပေါ့နော်အဲ့ဒီခေတ်အခါမှာသတင်းစာတိုက်ကသတင်းတောက်ပြတော်တော်ကြီးကိုရက်ဆက်လုံးအားကြီးတာဘာဖြစ်လို့လဲဆိုတော့သတင်းစာတိုက်ကဒီသတင်းတောက်တွေကရေးထက်အရင်ဥအောင်လို့လေမိခင်ဖြစ်တဲ့သူ Phoebe Short ကိုဖုန်းဆက်တာအဲ့တော့ဖုန်းဆက်ပြီးဘာပြောလဲဆိုတော့အန်ဒီသမီး Elizabeth က Hollywood ကအနက်မဲ့ပြန်ပွဲမှာဆွရသွားတယ်အဲ့ဒါကြောင့်အန်ဒီသမီးရဲ့အချက်လက်လေးတွေသိချင်လို့ပါဆိုပြီးတော့လိန်ပြီးတော့သူလှမ်းပြီးတော့မေးတာအဲ့တော့မိခင်ကတဲ့သူကလည်းသူသမီးလေးတကယ်စုရသွားတာပဲဆိုပြီးတော့သူကဝမ်းသားအားရကြီးနဲ့သူကလည်းသူသမီးเจ้าကိုဂုံယူစွာနဲ့သူကပြောပြနေတာပေါ့နော်ပြီးတော့မှသူတို့လိုချင်တဲ့အချက်တွေစုံသွားရောသတင်းတော့ကဘာပြောလဲဆိုတော့တကယ်တော့လေအနိသမီးကစုရသွားတာမဟုတ်ဘူးဟောလိဝုဒ်ကမြေကွက်လက်တစ်ခုမှာရက်ဆက်အသက်နှုတ်ယူခြင်းကိုခံထားရတာဆိုပြီးတော့အမှန်ကြီးကိုဖွင့်ချပြောပြလာရောအဲ့ချိန်မှာဒီတာမိခင်ပြတဲ့သူကစောစောတော့ဝမ်းသားအားရကြီးနဲ့သူကပြောနေတာရုပ်တင်ဒီကလည်းကြားသူအဲ့ဖုန်းပြောနေတန်တဲ့နဲ့သိရမလားလုံးဝမေ့လည်းမတက်ကွာရင်ကွက်ပက်လက်ကိုသူစိတ်မကောင်းနေဖြစ်ခဲ့ရတာနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းသတင်းစာတိုက်ကဒီမိခင်ဖြစ်တဲ့သူနောက်ကိုတစ်ခေါက်လှိုက်ပြီးတော့သိရမလားအင်တာဗျူးကိုတော့ကိုစူးစမ်းတာအဲ့အချိန်မှာလေသူ့ရဲ့ဘဝကိုလေလုံးဝအေးကြမနေရဘူးနောက်ဆုံးကျဘယ်လိုလုပ်လဲဆိုတော့သူကကယ်လီဖိုးနီးယားကိုပြောင်းသွားပြီးတော့သူ့သမီးအုပ်ဘူးရှိရဲ့နားလေးမှာပဲပေါ့နော်နောက်ဆုံးချိန်လေးနေထိုင်သွားခဲ့တယ်နောက်ပြီးတော့အမေဖြစ်တဲ့သူကလေကဘာကျော်သွားတဲ့ Blood Dahlia ဆိုတဲ့နာမည်ဆိုးကိုအရှမ်းကိုမုန်းတာသူ့ရဲ့သမီးလေးကို Elizabeth လို့ပဲလူတွေကိုသိစေချင်တယ်ဆိုပြီးတော့လေပြောခဲ့တယ်အဖေပြတဲ့သူကလီယိုကကြတော့ Elizabeth တက်ခံရလို့ဒီမှာရဲတွေကဒီရုပ်အလောင်းကိုလာပြီးတော့အတီးပြုတ်ပေးပါလို့လှမ်းဆက်သွယ်တဲ့အချိန်မှတော့မှလေသူကဘာပြောလဲဆိုတော့ကျွန်တော်မှဒီလိုသမီးမျိုးမရှိဘူးအဲ့အတွက်ရုပ်အလောင်းကိုလည်းလာပြီးအတီးပြုတ်ပေးစားအကြောင်းမရှိဘူးဆိုပြီးပဲညင်းခဲ့တယ်သူဒီလိုလုံးတဲ့ခါကျတော့အမေဖြစ်တဲ့သူကပဲရဲနဲ့ပူပေါင်းပြီးအဆဆောင်လုပ်ပေးခဲ့ရတာပေါ့နော်ဖခင်ဖြစ်တဲ့သူကကြတော့အမှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးရေးမှတော့လုံးဝမပါဝင်ပေးခဲ့ဘူးအဲ့ရအပြင်မှာသူကလူမြင်ကွင်းကနေပြီးတော့ခြေရဖြောက်ပြီးတော့နေထိုင်သွားခဲ့တယ်Elizabeth ရဲ့ကျန်တဲ့ညီမ၄ယောက်ဆိုလို့ရှိရင်ကောက်မနေထိုင်ရအောင်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်တုန်းကသတင်းစာတိုက်ကနေပြီးတော့ Elizabeth ရဲ့ဘဝကိုဘလို့ရေးလဲဆိုတော့ပျော်ပါမှတ်တဲ့ main ကလေးယောက်ျားတွေစီကနေပြီးတော့ပတ်စံကိုအမျက်ထုတ်တဲ့သူဆိုပြီးတော့နာမည်ဖြတ်ပြီးတော့ရေးသားထားတာပေါ့နော်။အဲ့ဒီခါကျတော့ကျန်တဲ့ညီမ၄ယောက်ဆိုလို့ရှိရင်လည်းပတ်ဝန်းကျင်မှာပေါ့နော်မျက်နှာမပြရဲတဲ့ဟောင်ဒီအဆက်တွေရခဲ့ရတယ်စိတ်ဆင်းရဲခဲ့ကြရတယ်။နောက်ပြီးတော့သတင်းတောက်တွေရောရဲတွေရောလိုက်လံနေမေးမြန်းမှုတွေကနေပြီးတော့သူတို့ရှောင်လို့ရအောင်ဆိုပြီးနောက်ဆုံးမှာသူတို့ညီမတွေတဲ့ပေါ့နော်။တခြားပြည်နယ်အသီးသီးကိုခွဲခွာပြီးအိမ်တော်တွေကြားပြီးတိတ်ဆိတ်ဘဝကိုနေထိုင်သွားခဲ့ကြတယ်။တောင်စုရဲ့အခြေအနေပြီးခါကျအမှုဘက်ကိုပြန်သွားကြည့်အောင်အမှုဖြစ်ပွားပြီးလို့ရနည်းကြာဇန်နဝါရီလ24ရက်နေ့တည်းရှောက်ရော The Los Angeles Examiner ဆိုတဲ့သတင်းစာတိုက်ကြီးစီကိုပါဆယ်ထုတ်တထုပ်ရောက်လာခဲ့တယ်။အဲ့ဒီအထုပ်ထဲမှာဘာတွေမှလဲဆိုတော့ Elizabeth ရဲ့မွေးစာရင်းဓာတ်ပုံတွေနာမည်ကပ်ပြားတွေပြီးသွားတဲ့ခါကျတော့ address book ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဖုန်းတွေမရှိတဲ့ခါကျတော့ဒီအတိမိတ်ဆွေတွေရဲ့နာမည်တွေဖုန်းနံပါတ်တွေရေးမှတ်ထားတဲ့နေအစာအုပ်ပေါ့နော်အဲ့ဒါတွေပါဆက်တော့တဲ့မှာပါနေတယ်အဲ့ဒီအပေါ်မှာကျတော့သတင်းစာစာလုံးတွေကိုဖြတ်ညက်ကလုပ်ပြီးတော့ဒီမှာဒယ်လီယာရဲ့ပစ္စည်းတွေနောက်ထပ်စာတွေလည်းလာအောင်မယ်ဆိုပြီးတော့ရဲတွေကိုလှောင်ပြောင်ပြီးစိန်ခေါ်ခဲ့တယ်တကယ်တမ်းမှာလည်းနောက်ပိုင်းမှာဒယ်လီယာကိုတတ်ခဲ့သူဆိုတဲ့နာမည်နဲ့ရဲစခန်းစီကိုစာတွေအဆောင်ပေးပို့တယ်ပြီးတော့ချိန်နဲ့အချိန်နဲ့ညောင်ရဲသွားလို့ရှိရင်တရားခန့်ဘရောမှပေါ်မလာအောင်ရောက်မလာအောင်ပေါ့ဒါမျိုးတွေလုပ်ခဲ့တယ်ဒီလိုနဲ့ရဲတပ်ဖွဲ့ကလူပေါင်းထောင်ချီကိုစစ်ဆေးခဲ့ပြီးတော့တန်တရားရှိတဲ့သူက150ကျော်နောက်မှရှိခဲ့တယ်အဲ့ဒီထဲကမှအဓိကတန်တရားအရှိဆုံးလူ3ဦးအချောင်ကိုစုပြောပြပေးမယ် Elizabeth Short ရဲ့ရုပ်အလောင်းကိုရဲတွေတွေ့သွားပြီးချင်းမှာပဲ Elizabeth Short ရဲ့နောက်ဆုံးရက်တွေကိုလိုက်ဆုံချလိုက်တဲ့အခါမှာရဲတွေတန်တရားဖြစ်ပြီးတော့ပထမဦးဆုံးဖမ်းခဲ့တဲ့သူကဘယ်သူလဲဆိုတော့ Robert Manley ဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ Robert Manley က Elizabeth Short မဆုံးခင်ဒီဇန်နဝါရီလ9ရက်နေ့မှာသူကဟိုတယ်ကိုနောက်ဆုံးလိုက်ပို့ပေးခဲ့တဲ့အမျိုးသားဖြစ်နေလို့
အဲ့ဒီတော့ Robert Manley နဲ့ဒီ Elizabeth Shaw ကဘယ်လိုမျိုးသွားပတ်သက်နေရလဲဆိုတာပြောပြပေးမယ်ပေါ့နော် Robert Manley ကအသက်25နှစ်ပဲရှိသေးတယ်သူကအိမ်ထောင်တဲ့တယောက်တည်းဖြစ်တယ်ပြီးတော့စက်ပစ္စည်းအယောင်ဝန်ထမ်းတူဖြစ်တယ် Robert Manley နဲ့ Elizabeth ကဘယ်ညမှာသွားဆုံလဲဆိုတော့ဒီ Elizabeth Shaw ဒီလိုအဖြစ်ဆိုးတွေမကြုံရခင်1946ခုနှစ်ဒီဇင်ဘာလလောက်မှာသူတို့ကဒီ Los Angeles မြို့ကပေါ့နော်လမ်းမတနေရာမှာအမှတ်မတင်ဆုံတွေ့ပြီးတော့သူကခင်သွားတာElizabeth Shaw ကသူ့ဘဝရဲ့အစင်မပြေမှုတွေကိုပေါ့နော်တော့ Robert Manley ကိုအမြဲတမ်းရှင်းဖွင့်ပြတယ် Robert Manley ကကြောက်လေဒီ Elizabeth Shaw ကိုတနာလို့ပေါ့နော်ငွေကြေးလို့တဲကိုပေါ်နေရာမျိုးတွေကိုကူညီပေးတယ်ဆိုပြီးသတင်းတွေကလည်းဖော်ပြကြတယ်ဇန်နဝါရီလ10ရက်နေ့မှာ Robert က Elizabeth Shaw ကိုစိတ်ပြလက်ပြောင်းဖြစ်အောင်ဆိုပြီးတော့ Florida ဘက်ကိုနောက်မှာခရီးအတူတူလိုက်ပို့ပေးခဲ့သေးတယ်ဇန်နဝါရီလ9ရက်နေ့နဲ့ကြာရောLos Angeles မြို့ကိုပြန်ရောက်လာတယ်။အဲဒီနောက်မှာ Elizabeth Shaw ကဒီ Los Angeles မြို့မှာရှိနေတဲ့ Bidbo Hotel မှာသူ့ရဲ့ညီမဖြစ်တဲ့သူကပေါ့နော် Massachusetts ကနေပြီးတော့ရောက်နေတယ်။တွားတိတ်ဖို့ရှိပါတယ်ဆိုပြီးတော့လိုက်ပို့ခိုင်းတယ်။အဲဒီအတွက်ကို Robert ကလည်းဒီ Elizabeth Shaw ကိုပေါ့နော်ညနေ6နာရီလောက်မှာ Bidbo Hotel ဒီကိုလိုက်ပို့ပေးခဲ့တယ်။ဘယ်ထိနောက်လိုက်ပို့ပေးခဲ့လဲဆိုလို့ရှိရင် Hotel ဧည့်ခန်းမအထိကိုလိုက်ပို့ပေးခဲ့တာ။ဒါပေမဲ့အဲ့ဒီအချိန်မှာ Elizabeth Shaw ကသူ့ရဲ့ညီမကိုရှာတယ်ပြီးတော့မတွေ့တဲ့ခါကျတော့သူညီမကိုစောက်ရအောင်မယ်ဆိုပြီးပြောရင်းနဲ့စောက်တယ်ပေါ့နော်ဖြစ်ချင်တော့ Robert ကလည်းသူ့မှာအလုပ်ကိစ္စရှိသေးတယ်ဆိုပြီးတော့ Elizabeth Shaw ကိုမဆောက်ပြီးတော့နော်ဆိုပြီးတော့သူကအရင်ပြန်နှိမ့်လိုက်တယ်ပေါ့နော်အဲ့ဒီအကြောင်းလေးအကုန်လုံးကိုလေတကယ်ကိုဖွင့်ပြောခဲ့တယ်ဒါပေမဲ့တကယ်တည်းမှာ Elizabeth Shaw ကသူ့ရဲ့ညီမကိုစောင့်နေခဲ့တာမဟုတ်ဘူးသူညီမကလည်းမလာဘူးလို့ဆိုထားတယ်ပေါ့နော်ဒီတော့ရဲတွေက Robert ရဲ့စကားတခုတည်းကိုမယုံတဲ့ခါကျတော့အဲ့ဒီ hotel မှာရှိနေတဲ့ဝန်ထမ်းတွေနဲ့ဧည့်သည်တချို့ကိုသူကတိုက်ပြီးစုံစမ်းတယ်အဲ့တော့ hotel ဝန်ထမ်းတွေကဘာပြောလဲဆိုတော့ဟုတ်တယ်Elizabeth Shaw ကဒီ hotel ထဲမှာတယောက်တည်းရှောက်သွားနေတာကိုတွေ့တယ်ပြီးတော့တဲ့ခါကျတော့လူတယောက်စီကိုပေါ့နော်ချိန်ပေါ့နော်အများကြီးပဲဖုန်းခေါ်နိုင်ဖို့အတွက်ကိုစူးစမ်းနေတာတွေ့တယ်လို့ပြောတယ်ဒီလိုနဲ့ည10နာရီလောက်လဲရောက်တော့တဲ့ Elizabeth Shaw ကတယောက်တည်းပဲ hotel အပြင်ကိုထွက်သွားခဲ့တယ်ဆိုပြီးတော့သူတို့ကလည်းပြောတယ်အဲ့တော့ Robert Manley မှာဒီလိုခိုင်လုံတဲ့သက်သေရလည်းရှိသွားပြီဒါပေမဲ့သူ့ကိုမူတာဝါဒစက်တွေနဲ့လည်း photo စစ်ဆေးတဲ့အဲ့ဒီအချိန်မှာ Robert Manley ကအောင်မြင်သွားခဲ့တယ်ပေါ့နော်သတင်းစာတွေထဲမှာဆိုလို့ရှိရင် Robert Manley နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပေါ့နော် The Last Sin နောက်ဆုံးမြင့်တက်မှုပါပဲဆိုပြီးတော့တင်မလားခေါင်းကြီးပိုင်းကနေပြီးတော့ဝေဆက်စာဖို့ဖော်ပြခဲ့ကြသေးတယ်နောက်တစ်ခါကျတော့ Mark Hansen ဆိုတဲ့အမျိုးသားဒီအမျိုးသားကြီးကကြတော့အသက်50ကျော်အရွယ်ရှိနေပြီဖြစ်တယ်ပြီးတော့သူက Los Angeles မြို့ကနာမည်ကြီး Florentine Garden ဆိုတဲ့ night club ရဲ့ပိုင်ရှင်တူဖြစ်တယ်သူကအသက်22နှစ်အရွယ်ပဲရှိသေးတယ်အရှမ်းလှပလွန်တဲ့ Elizabeth ကိုတွေ့ကတဲ့ကဆွဆွလန်းလန်းကြီးဖြစ်ခဲ့တာနောက်ပြီးတော့သူကဘယ်လိုလူမျိုးလဲဆိုတော့ဘဝအစစ်မပြေဖြစ်နေတဲ့မိန်းကလေးငယ်တွေဆိုလို့ရှိရင်သူကငွေကြေးတွေနေရာထိုင်ခင်းတွေကူညီပေးပြီးတော့လိမ်ပန်းဆိုင်ရာအမျက်ထုတ်တတ်တဲ့တမိုင်းကြောင့်ရှိနေတဲ့သူတယောက်ဖြစ်တယ်။ဒါကြောင့် Elizabeth Shaw ကိုလည်းသူ့အိမ်မှာခဏခဏတဲကိုဝင်ပေးပြီးတော့ပိုင်ဆိုးပိုင်နေတဲ့သူ့ရီစာအဖြစ်ပိုးပန်းခဲ့တယ်။ဒါပေမဲ့ Elizabeth ကကြတော့သူ့ရဲ့အချစ်ရေးကမ်းလှမ်းမှုတွေလိမ်ပိုင်းဆိုင်ရာချင်းကပ်မှုတွေကိုပြက်ပြက်တသားယိုညင်းခဲ့တာ။ဒါကြောင့် Matt Hansen က Elizabeth Shaw ကိုအညိုတီထားတာဖြစ်နိုင်နေဆိုပြီးတော့ရဲရယူဆကြတယ်။ဘာဖြစ်လို့လဲဆိုတော့ Elizabeth Shaw ရဲ့ဒီလိပ်စာစာအုပ်ထဲမှာဆိုလို့ရှိရင်သူ့ရဲ့နာမည်ပါနေတယ်။နောက်ပြီးတော့ဒီလိပ်စာစာအုပ်ကဆိုလို့ရှိရင် Matt Hansen က Elizabeth Shaw ကိုလက်ဆောင်ပေးထားတဲ့စာအုပ်ဖြစ်တယ်။ဒါကြောင့် Matt Hansen ကလည်းစစ်ဆေးခံခဲ့ရတယ်။ဒါပေမဲ့တရားခံလို့သတ်မှတ်ဖို့ကြတော့အထောက်ထားမလုံလောက်ခဲ့။နောက်ဆုံးတစ်ယောက်ကကြတော့ Dr. George Borden Dr. George Borden ကအဲ့ဒီခေတ်တုန်းက Los Angeles မြို့ရဲ့ထိပ်တန်းဆရာဝန်ကြီးတဦးဖြစ်တယ်။နောက်ပြီးတော့အထက်တန်းလွှာအိကြားထဲမှာလည်းဩဇာညောင်းတဲ့သူတယောက်လည်းဖြစ်တယ်။သူကလိမ်မန်းဆိုင်ရာကိုဆက်ရောက STD အထူးကုဆရာဝန်တယောက်လည်းဖြစ်တယ်။ဒေါက်တာဟိုဒင်းနဲ့ Elizabeth Shaw တို့ဘယ်လိုမျိုးပတ်သက်သွားလဲဆိုတာကိုကြတော့ရက်တက်ပွဲနဲ့သမိုင်းပညာရှင်တွေမှန်းဆထားတာတွေပြောပြမယ်ပေါ့နော်။ Elizabeth က Hollywood မှာငွေကြေးမပြည့်စုံပဲရှိနေရတဲ့အချိန်အဲ့ဒီအချိန်မှာသူကျန်းမာရေးချို့တက်လာတယ်ပေါ့နော်။ကျန်းမာရေးချို့တက်လာတဲ့ရှိရခါကြတော့စိတ်ကဲသွားပြရင်နဲ့ဒေါက်တာဟိုဒင်းနဲ့စတဲ့တွေ့ပြီးတော့ရင်းနှီးကျွမ်းဝင်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့ရက်တက်ပွဲတွေကယူဆကြတယ်။တမိုင်းပညာရှင်တွေကြတော့လေဒေါက်တာဟိုဒဲကသူ့ရဲ့စိတ်ခံအင်ဂျီတဲမှာဟောလီဝုဒ်ကနာမည်ကြီးတွေမော်ဒယ်တွေနော်ချမ်းသာတဲ့လူကုန်တန်းတွေကိုဖိတ်ပြီးတော့လှုပ်ဝက်ပါတီတွေလုပ်ပေးလေးရှိတယ်အဲ့ဒီခါကျတော့ Elizabeth Shaw ကမင်းသမီးဖြစ်ချင်တဲ့အခါကျတော့ဒီလိုပါတီမျိုးတွေကိုတက်ရင်းနဲ့မှာဒေါက်တာဟိုဒဲနဲ့တည်ကျွမ်းခဲ့ပြီးတော့ဒေါက်တာဟိုဒဲရဲ့ဒီလှုပ်ဝက်ချစ်သူဒါမှမဟုတ်အပျော်ပါဖို့အဖြစ်ပတ်သက်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့တမိုင်းပညာရှင်တွေကယူဆကြတယ်။ပြီးတော့ Elizabeth မှုဖြစ်ပြီးရဲ့နောက်မှာဒေါက်တာဟိုဒဲကိုအဓိကတရက်ကဖြစ်နိုင်တယ်ဆိုပြီးရဲတပ်ဖွဲ့ဝင်တွေကတန်တရားရှိတော့လို့သူ့ရဲ့အိမ်ကြီးထဲမှာအတန်ပန်းဆက်ကိုလှုပ်ဝက်ပြီးသွားထည့်ထားတယ်။အဲ့ဒီအချိန်မှာရဲတွေရဲ့အတန်ပန်းဆက်ထဲမှာဘလို့စကားပါလာလဲဆိုတော့ဒေါက်တာဟိုဒဲကကြေးရောက်တဲ့ရေကျွတ်လိုက်တာပေါ့နော်။ဘလို့ရေကျွတ်လိုက်လဲဆိုတော့
အကောင်လုံးကလည်း Elizabeth ဒီလိုဖြစ်တာကိုပေါ့နော်ငါးကြောက်လို့ထင်နေကြတယ်ဒါပေမဲ့လည်းသူတို့ကဒါကိုသက်သေပြနိုင်မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ငါရဲ့လိုအပ်ချက်တွေအားလုံးကိုသိနေတဲ့ငါအတွင်းမှုကလည်းတည်သွားခဲ့ပြီလေအဲ့ဒီစကားကိုကြားလိုက်ရတယ်အဲ့ဒါတည်းကမှ Elizabeth ရဲ့ခန္ဓာကိုယ်ကလည်းသူ့ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ခါးလေကနေတိတိကြီးပြစ်ထောက်တာရဲ့နီးတဲ့အောင်ဆိုလို့ရှိရင် hemicobratomy လို့ခေါ်တဲ့ခွဲစိတ်မှုစနစ်တိုင်းဖြစ်နေတာဆိုတော့ဆေးပညာကျွမ်းကျင်တဲ့ဒေါက်တာဟိုတဲ့ရဲ့လက်ချက်ဖြစ်ဖို့အတွက်ကရာခိုင်တော့အရန်ကိုများသွားခဲ့အဲ့ဒီခေတ်တုန်းကဒေါက်တာဟိုတဲ့ကငွေကြေးတွေအာဏာတွေရဲ့အရာရှိကြီးတချို့တွေနဲ့တည်နေတဲ့အခါကျတော့ဒီအတန်ဖက်မှတ်တမ်းတွေကိုဖျောက်ဖျက်ပြီးတော့အမှုကိုဆက်မလိုက်ပဲနဲ့ဖုံးကွယ်ထားကြတယ်အဲ့ဒီနောက်ပိုင်းမှာပို့ပြီးတန်တရားဝင်သွားဖို့ကောင်းတာကဒေါက်တာဟိုတဲ့ကအမေရိကန်ကနေပြီးတော့အာရှဘက်ဖိလစ်ပိုင်နိုင်ငံကိုဖျက်ပြီးတိတ်ဆောင်သွားပြီးတော့ဆယ်စုနှစ်များစွာတွားနေခဲ့တယ်အဲ့တော့ဖန်ဆီးခွင့်လည်းမရစစ်ဆေးခွင့်လည်းမရဘဲနဲ့ဒီမှုကနေတက်သွားခဲ့တယ်နောက်ပြီးတော့ဒီမှုကအရန်ကိုနာမည်ကြီးတဲ့ခါကျတော့သတင်းစာတွေမီဒီယာတွေကလည်းကြောင်းအားကောင်းအောင်လို့ဆိုပြီးတော့ကောလာဟာလာတွေလှုပ်ချင်ရေးသားမှုတွေပြီးတော့တရားခံရဲ့ခြေရာဖြတ်မှုတွေကြောင့်လက်တပွဲဝင်တွေကလည်းလမ်းစာပြောက်သွားပြီးတော့ဒီနေ့ထိအပြေရှာလို့မရနိုင်တဲ့အမှုတစ်ခုအနေနဲ့ကြန့်ရှိနေတော့တယ်ဒါပေမဲ့ဒေါက်တာဟိုတဲကွယ်လွန်သွားပြီးရဲ့နောက်မှာသူ့ရဲ့သားဖြစ်တဲ့စတီးကိုတဲကသူ့ဖေရဲ့ပစ္စည်းတွေကိုသိမ်းရင်းနဲ့လှုပ်ဝက်တက်တာတစ်လုံးကိုတွေးခဲ့ရလို့ပြောနေပေါ့နော်အဲဒီတက်တာထဲမှာဆိုလို့ရှိရင် Elizabeth Short ရဲ့ဗလာချင်းဓာတ်ပုံရဲ့ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ပစ္စည်းတချို့ရဲ့ကိုတွေ့တယ်ဆိုပြီးပြောထားတယ်နောက်ပြီးတော့တားဖြစ်တဲ့သူကရဲရရှိဟောင်းဖြစ်နေတဲ့အခါကျတော့သူက blood daily ရတဲ့အမှုတွေဟောင်းကိုထပ်ပြီးတော့သူတတနာလှုပ်ရောလွတ်တဲ့အခါမှာဟာငါအဖေက blood daily ရကိုရဲရဲဆက်ဆက်တက်ခဲ့တဲ့တရားခံအစ်စ်ပါလားဆိုပြီးတော့သူက blood daily ရ adventure ဆိုတဲ့စာအုပ်ကိုရေးသားထုတ်ဝေပြီးတော့ကဘာကိုချပြလိုက်တယ်အဲ့စာအုပ်လည်းထွက်သွားရောလူလူနဲ့တရားရေးနေပဲကြမှာအကြီးကျယ်ကြီးခုံစရာတွေဖြစ်သွားခဲ့တယ်ခရရှိနေကြုံဟောင်းကိုတိုင်ကကြတော့ဒေါက်တာဟိုတဲတာအသက်ရှင်နေရှိနေဦးမယ်ဆိုလို့ရှိရင်သူ့တရားစွဲလို့ရနိုင်တယ်လို့ပြောတယ်အများပြည်သူတချို့ဆိုလို့ရှိရင်လည်းဒီဆီယာဝန်ကြီးကပဲတရားခံအစ်စ်ဖြစ်တယ်ဆိုပြီးတော့ယုံကြည်ကြတယ်ဒါပေမဲ့အမှုစုံစမ်းတဲ့တခြားသောသူတွေကကြတော့တားဖြစ်တဲ့သူကအဖေကိုပေါ့နော်တတ်ဒီလိုမျိုးစိတ်တစားလေးသက်သမားကြီးအဖြစ်ပုံဖော်နေတာဖြစ်တယ်ဆိုပြီးတော့ပြောကြတယ်ဘာဖြစ်လို့လဲဆိုတော့တားဖြစ်တဲ့သူကအစပိုင်းမှာလည်းဘယ်လိုပြောလဲဆိုတော့အဲ့သူ့ဖေခင်တော့ဇွန်လိုက်ကေလာဆိုတာရှိရကွာအဲ့လိုတခြားသောအမှုတွေရဲ့တရခင်းရတယ်သူ့ပြဖြစ်နိုင်လဲဆိုပြီးတော့သူပြောထားတာရှိတယ်ဒီတော့အမှုစုံစမ်းနေတဲ့တခြားသူတွေကကြတော့သူပြောတာကိုဝေဖန်ကက်ကွက်ခဲ့ကြတယ်ဒါတောင်ဟိုတဲ့စကြောင်းအမှန်တရားပဲဖြစ်မလားဆွဆွဲချက်ပဲဖြစ်မလားဆိုတော့အခုချိန်ကြီးကိုဝေခွဲမရဖြစ်နေုံပဲဒီမူလေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ထင်မြင်ချက်တွေဘယ်လိုရှိလဲဆိုတာကိုကွန်မန့်လေးနဲ့မှမှတ်သွားပေးခဲ့လို့ရပါတယ်ဘိုင်ဘိုင်